အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော် line ပေါ်မှာလူပြောများနေတဲ့နေတာပေါ့နော်အဲဝါကနေပြီးတော့ဒီမြေအကြောင်းကနေပြီးတော့ပေါ်လာတဲ့ဟိုရိုးရှိတယ်နော်အဲ့ဒီကိုကျွန်တော်သွားကြည့်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အဲ့သွားတဲ့ land မှာပဲဖြစ်တယ်နေသားကြည့်ရတော့ vision ထားတဲ့ပုံစံနဲ့ဒီပကြားအပ်တွေလည်းအကြီးကြီးပေါ့နော်ဒီပကြားကအကြီးကြီးတွေ့ရတယ်ဒါဒီမှာမြင်တဲ့လူပြောများနေတဲ့ဟိုရိုးဖြစ်ပါတယ်ကျွန်တော်ဒီကတခြားရိုက်ခဲ့ပါတယ်ဒါအဓိကဘာအဆောက်အဦဖြစ်လဲဆိုတာတော့ဒါရှင်းအောင်ပြောနေတာလေးပဲပြောနေတယ်ပေါ့နော်။ဘိုင်းပေါ်ဒါပြန်လုံးနဲ့တော့အမျိုးမျိုးပြောနေကြတာမျိုးတော့ရှိတယ်ပေါ့ဗျာ။ဒါကျွန်တော်လည်းဒါနေကန်ဆိုတော့မေးလာလို့ရှိလို့ကျွန်တော်ကိုယ်တိုင်သွားရိုက်ထားတာလေးဖြစ်ပါတယ်။နော်ဒီမှာမြင်ရတဲ့အတိုင်းအိုယိုကတော့တော်တော်တူးတယ်ရှိပါတယ်။ပေါ်ကြည့်ရင်တော့ပို့ပြီးတော့တိကျတဲ့အဖြစ်သိရမှာပေါ့လေနော်။ဒီမှာမြင်ရတဲ့အတိုင်းအိုယိုရဲ့ဒီဘက် channel မှာကျွန်တော်တို့ဒီဘက် channel မှာအဲ့အိုယိုနဲ့ဆက်ရက်လို့ယူစားတယ်နော်ကျွန်တော်ဒီကလက်ရမ်းလို့ပေါ့နော်။အဲ့ပုံစံမျိုးလည်းချမ်းမှာပေါ်ပြရလေးရှိတယ်ပေါ့နော်ဒီအားမှာတော့ကျွန်တော်ဒါနေရာလို့ပြောရင်ကျွန်တော်ဒါမဲလို့အုပ်ချောင်းပေါ့နော်ပြိုသွားတဲ့မဲလို့အုပ်ချောင်းကြီးရရှေ့ပြက်ဖက်တဲ့တယ်မှာရှိပါတယ်အေရော်မြင့်တဲ့အဲ့ဒီမဲလို့အုပ်ချောင်းနဲ့ကြားထဲကတနေရာမှာဖြစ်နေတာပါမဲလို့အုပ်ချောင်းကနေပြီးတော့ဆင်းလာမယ်ဆိုရင်ရတယ်ဒီနေရာကိုလေအဲ့လိုမျိုးဖြစ်ပါတယ်အဲ့မှာအကြောင်းကြီးကတော့တော်တော်ကိုကြီးတယ်နဲ့လဲလဲအဲကြောင့်လည်းတိုင်းကြီးကိုမြင်ရတာပေါ့လေနော်ဒီမှာမြင်ရတဲ့အတိုင်းပဲအဲ့ဒါဒီဘက်ကကောင်းရတာကရမ်းလို့ဘာလို့ယူစားပါလဲ။ဇောင်းနဲ့ဒီပေါ်လာတဲ့ပုံစံနဲ့ဆက်လက်ဖြစ်မယ်လို့ထင်ရတယ်။ပုံရိုးကလည်းဒီမှာမြဲတဲ့တိုင်းမှာတူတယ်ဆိုတော့ကြီးပါပဲ။အဲ့တော့ဒါအခုလက်ရှိတိုင်းကြီးကြောင့်တော့အပေါ်သွားလို့မြင်ရတဲ့အပိုင်းကြီးကိုယူစားပါတော့နော်။အဲ့လိုဖြစ်ပါတယ်။ကျွန်တော်ရသလောက်တော့အနည်းကလေးရိုက်ထားပါတယ်နော်။လောဆယ်တော့ဒီဝလုံးတွေဒါဘယ်သူကားထားတဲ့ဝလုံးတွေတော့ကားထားတာပြရတယ်ဗျာနော်။အဲ့ဒါပြီးဒီအိုယိုနဲ့မလက်မကမ်းမှာဒီလိုကြီးဗျအကြအနေရကြီးနော်ပြီးရာကနားလောက်ရှိမှထင်တယ်ဗျနော်နောက်လျှောက်အကြီးပဲပြီးတော့မြေတစ်ဖက်နဲ့တစ်ဖက်ကအနှိမ့်နေလည်းမတူတော့ဘူးအဲ့လိုပဲနော်ဒါမြင်သားလေးတော့လည်းပို့ရှိတော့ပါလေမြင်သားလေးတော့ကလေးရကြောင်းလို့ဒီကြောင်းလို့ဒီပါလို့ထင်ရပါဘူးအကြောင်းကြီးကြီးတယ်ဒီမှာမြင်ရတာအဲ့ဒါပဲလို့ကြောင်းပါဘယ်လိုကြောင်းလဲအရှင်းမြောက်ဖတ်ပါတော့အဲ့လိုချမ်းသာရှိတယ်ရောဝင်နေတဲ့ဒီလိုကြောင်းနဲ့ချားလေးပေါ့ဗျာအဲ့လိုမျိုးပဲယူဆပါတယ်နော်အဲ့မှာဝလုံးထားတဲ့နေရာကအခုပြောနေတဲ့ဆိုတဲ့နေရာပေါ့လေနော်ဖြစ်နေတယ်ကျွန်တော်တို့ဖွဲ့လိုက်တာကျွန်တော်နေကန်ဆိုတော့ဟိုအမီဒီယာနဲ့ကျွန်တော်လည်းပုံတိုင်းသွားပြီးတော့ကြည့်ပြခဲ့တာလေးပေါ့နော်ဖြစ်ပါတယ်အားတော့ ARD ကန်တာပြဒါကတော့နောက်ပတ်လာရောက်တယ်မင်းတို့ရဲ့ဒီလိုကျွန်တော်နောက်ပြောင်းလာတယ်ပေါ့နော်အဲ့မှာလည်းကပရန်လေးပတ်စစ်စစ်ပြလာတယ်အကြီးကြီးပို့ထားတာပေါ့အဲ့မှာဆိုတော့ရဲတိုင်းတော့ကျွန်တော်ကဘာလို့အကြီးကြီးထားတာလဲဒါကတော့ကျွန်တော်တို့စကိုင်းပတ်ချောင်းမြင်ရတယ်တိုင်းသားကြီးဖြစ်ပါတယ်နော်ဟိုဘာကလည်းလက်ကြီးမြင်ရဆိုင်သားကြီးပေါ့နော်တကယ်လို့စကိုင်းဆိုတာကျွန်တော်တို့ဒီအင်းဝါနဲ့တောင်ဘက်မြောက်ဖက်ပါမယ်နော်ဒီလိုချပြီးတော့ဟိုဘက်ဒီဘက်ကမ်းမှာရှိဖြစ်ပါတယ်နော်ဒီမှာဆိုရင်ဒါကြီးကျိုးထားတဲ့ဒီဘက်မှာကျွန်တော်ကနေမြင်ရတာဒါဟောင်းဒီဘက်ကဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီကောင်ကြီးတွေလည်းဒီစာဝီးတွေကျွန်တော်မြင်ရတော့တိတ်တော့စူရောတိရောက်ပြီးတော့မြင်ရပါဘူးကျွန်တော်စီးတေးလုံးကောင်ကြီးတွေနဲ့တူတယ်ဒီဘက်ကမှရှိနေတယ်နော်အဲ့ဒါတော့ကျွန်တော်ရိုက်ခဲ့တာပါဟိုဝက်ဆန်စကိုင်းစီးတီးနော်ဒါကကြတော့ကျွန်တော်တို့ဒီမှာအဲ့ဘက်ခုနကကပရန်ကြီးဆိုတော့ရောက်ဖြစ်လို့ကြည့်တော့ဒီအောက်မှာလည်းဟိုတိုင်းပုံစံမျိုးပေါ့နော်အုတ်တွေအများကြီးပဲစီထားတော့တွေ့ရတယ်ဒီပြိုတဲ့ဘေးမှာရင်းနေတဲ့ပုံမျိုးတွေအများကြီးပဲအုတ်တွေအများကြီးပဲဗျဒီရောက်ဒီဘက်ကိုပြောကြတာအကြီးပဲဗျရက်တလာအပြင်မှာတော့ကိုကြီးကြီးမားမားကိုပြောတာအောက်လည်းအများကြီးပဲဖြစ်ပါတယ်ပြောကြတာလည်းဒါလည်းအဲ့လိုမျိုးပဲဗျဟိုရိုးပုံတွေပေါ့နော်ဟို okay တွေအများကြီးပဲမြင်ရတယ်ပြောကြတာဒါကြီးမှာတော့ကောင်းပါတယ်ဒီနားမှာအဆောင်ကြီးပါလို့ရှိတယ်ကျွန်တော်တော့ပြောပါ